ဒီမျက်နှာဖုံးဝတ်ထားတဲ့မျက်မမြင်မျိုးသမီးကိုတရားရုံးမှာလူတွေကတခိုးလို့ဆွဆွဲပြီးအတင်းအဓမ္မဝန်ခံခိုင်းနေကြပါတယ်။ဒါပေမဲ့ဘယ်သူမှမသိတာကဒီအမျိုးသမီးဟာတကယ်တော့အိမ်ရှိဆံမင်းသားရဲ့မိဖုရားပါ။လွန်ခဲ့တဲ့9နှစ်ကအိမ်ရှိဆံမင်းသားအသေးတန်နေမကောင်းဖြစ်နေချိန်မှာမိဖုရားခေါင်ကြီးကသူမထွက်သွားမှသာဆေးကုခွင့်ပေးမယ်လို့ချင်းချောက်ခဲ့ပါတယ်။အဲ့ဒီအတွက်သူမဟာအဝတ်တစ်ထည်ကိုတစ်ခုနဲ့နန်းတော်ကနေထွက်ခွာခဲ့ရပါတော့တယ်။လမ်းမှာတပြတိုက်ခံရပြီးတောင်ပေါ်ကပြုတ်ကျသွားကအဲ့ဒီနေ့ကစပြီးမျက်စိကွယ်သွားခဲ့ရပါတယ်။9နှစ်ကြာပြီးနောက်သူမရဲ့အမွှကလေး2ယောက်ကသူမကိုလဲပေါ်တင်ပြီးတမတော်စီခေါ်သွားပါတော့တယ်။ဒါပေမဲ့တမတော်ကပတ်စံမရှိရင်မကူဘူးလို့ပြောပြီးသူတို့သားမိကိုနှင်ထုတ်လိုက်ပါတယ်။နောက်ဆုံးသူမကိုယ်တိုင်ထိုးထားတဲ့အိတ်တွေကိုကလေးတွေကိုရောင်းခိုင်းလိုက်ရပါတယ်။အဲ့ဒီအိတ်တွေကိုမြင်လိုက်တဲ့အခါအိမ်ရှိမင်းသားဟာဒီလက်ရငါမိဖုရားရဲ့လက်ရနဲ့တူတယ်လို့တန်တရားဝင်ပြီးအိတ်အားလုံးကိုဝယ်ယူလိုက်ပါတယ်။ပြီးတော့ကလေးတွေနောက်ကိုလိုက်ကြည့်ဖို့လူယုံတော်ကိုလွတ်လိုက်ပါတယ်။လူယုံတော်ရောက်သွားချိန်မှာတော့အိမ်လက်ခမပေးနိုင်လို့ကလေးမလေးကိုအတင်းခေါ်သွားမယ်လုပ်နေတာကိုမြင်ပြီးကဲတင်ကဆေးကူဖို့ပတ်စံပေးခဲ့ပါတော့တယ်။ကလေးဟာပတ်စံယူပြီးတမားတော်သွားရှာပါတော့တယ်။ဒါပေမဲ့ဆေးကမ်းမှာရှိတဲ့စုံတွဲတွဲကသူတို့ပတ်စံခိုးတယ်လို့ဆွဆွဲပြီးတရားရုံးကိုခေါ်သွားပါတယ်။အမေဖြစ်တဲ့မျက်မမြင်မျိုးသမီးကလည်းစိုးရိမ်စိတ်နဲ့နောက်ကလိုက်သွားခဲ့ပါတယ်။သူမကဒီပတ်စံဟာအိမ်ရှိမင်းသားရဲ့လူယုံပေးသွားတာပါလို့အမှန်တရားပြောပေမဲ့ဘယ်သူမှမယုံကြပါဘူး။အဲ့ဒီအစားသူမကိုနှိပ်စက်ညှဉ်းပန်းကြပါတော့တယ်။အဲ့ဒီအချိန်မှာပဲအိမ်ရှိမင်းသားကိုယ်တိုင်တရားရုံးထဲကိုရောက်လာပါတော့တယ်။